စစ်အာဏာရှင်စနစ်ကိုတိုက်ဖြစ်နေသောတိုက်ဖြစ်နေအသက်ပေးရသောရဲဘော်များရဲ့ဝိညာဉ်များအားလုံးမှာငြိမ်းချမ်းသာမှုတွေရှိပါစေ။ကိန်းသက်ပါစေ။စစ်အာဏာရှင်စနစ်ကိုတိုက်ဖြစ်နေတဲ့လူတွေအားလုံးလည်းပဲလူရခီးပန်းတိုင်ကိုအများဆုံးရောက်ပါစေ။ကျွန်တော်ပထမဦးစွာမျက်နှာပို့တာပါလေ။ဒီနေရာမှာဒီနေ့ကျွန်တော်ကတန်တမန်စကလုံးတွေကိုမြန်မာနိုင်ငံသားတွေအများစုပေါ့နော်အရက်သားတွေနားမလဲတဲ့အတွက်တန်တမန်စကလုံးရဲ့အဆင့်တွေတန်တမန်ရဲ့ process တွေကိုလည်းနည်းနည်းရှင်းပြခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကမျှော်လင့်ချက်တွေအရန်ကြီးပြီးတော့တခြားတစ်ယောက်ကိုအားမလို့အားမရတွေဖြစ်ပြီးတော့အထင်မြင်လွဲမှားတာတွေရှိပါတယ်။ဆိုတော့ဝေဘာနာကောင်းတယ်ပြီးတော့အားမလို့အားမရဖြစ်လို့ကြီးကြတာလည်းပဲတချို့အဆင့်ထိကောင်းတယ်အဲ့တဲ့ကြော်လာလို့ရှိရင်အလုပ်လုပ်ပေးရတဲ့လူတွေမှာလည်းပဲအခက်အခဲတွေရှိတယ်ဆိုတာကိုသိစေချင်ပါတယ်နောက်တစ်ခုကကိုယ်တိုင်လည်းဘာတွေလုပ်ရမယ်ဆိုတဲ့ဟာတွေကဥနောက်ထဲမှာမစင်းစားပဲပျောက်သွားတာတွေကိုကြုံရပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်က2012ခုနှစ်ကစပြီးတော့2019ဒီဇင်ဘာထိနော်ဒီရိုဟင်ဂျာ issue ကြီးပေါ်တယ်လူနည်းစုတွေအပေါ်မှာတက်တယ်ဖြတ်တယ်ရိုဟင်ဂျာတွေအပေါ်မှာဂျီနိုဆိုက်ကျူးလွန်တယ်ဒီဟာကိုကျွန်တော်တစ်စက်မမတ်ကျူးစားခဲ့တဲ့အတွေ့အကြုံနဲ့ချင်းပြီးတော့ပဲကျွန်တော်တန်တမန်စကလုံးတွေကိုနားလည်ခွင့်ရလာတာဖြစ်တဲ့အတွက်ဒါကိုပဲကျွန်တော်ကလူတွေကိုဥပမာပေးပြီးတော့စကားပြောချင်ပါတယ်ရိုဟင်ဂျာ issue ကိုပြောလိုက်ရင်တချို့ကလည်းနားခါခြင်းခါမယ်မတတ်နိုင်ဘူးခါလို့လည်းရတယ်ရိုဟင်ဂျာတို့မွတ်စလင်တို့ကိုလက်ရှိထိစိတ်ထဲမှာအစာမကြေတဲ့လူတွေမုန်းတီးတဲ့လူတွေရှိတယ်ဆိုရင်လည်းပဲကျွန်တော်မတတ်နိုင်ဘူးဒါကတော့ခင်ဗျားတို့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပါတယ်ကျွန်တော်ကတခြားရိုဟင်ဂျာကိုပဲချစ်စီမွတ်စလင်ကိုပဲမျက်နှာသာပေးစီကျန်တဲ့လူမျိုးတွေအပေါ်မှာမျက်နှာသာမပေးစေနဲ့ဆိုတဲ့စိတ်မျိုးနဲ့ရက်တီပြီးအလုပ်လုပ်နေတဲ့လူမဟုတ်ဘူးလူသားအလုံးကိုလူလို့ပဲမြင်တယ်အဲ့ဒီလူတွေအတွက်အလုပ်လုပ်ပေးနေတာကျွန်တော်စပြီးတော့ဒီမြန်မာနိုင်ငံမှာအခုအာဏာလုမှုဖြစ်တယ်ဟာပဲကျွန်တော်စကားခံခဲ့ပါတယ်ခမားတို့ချင်းအာဏာလုတာကိုကျွန်တော်စိတ်ဝင်စားဘူးဘသူကဘသူပဲအာဏာရကျွန်တော်အလုပ်မဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီအာဏာရရှိရေးလုပ်ငန်းတို့နော်ဘယ်နေရာမှာဘာဝင်ကြီးဖြစ်ဖို့တို့စိတ်ဝင်စားဘူးပြည်သူလူထုကိုထိလာပြီးပြည်သူလူထုကိုတတ်လာပြီးဆိုရင်တော့အဲ့ဒီပြည်သူဘက်ကကျွန်တော်ရက်တီမယ်လို့ကျွန်တော်အာဏာသိမ်းပြီးတဲ့နေ့မှာပဲပြောခဲ့ပါတယ်ပြည်သူလူထုကိုထိတယ်တတ်တယ်ဒါကြောင့်ကျွန်တော်ဒီအခင်းချင်းကြားထဲမှာပါဝင်လာခြင်းဖြစ်တယ်ပါဝင်လာပေမဲ့ကျွန်တော်ရဲ့လုတ်ပိုင်ခွင့်က limit ပဲရှိတယ်ဒါကိုလည်းပဲကျွန်တော်ပုံလင်းလင်းပြောဖို့လိုပါတယ်ကျွန်တော်တို့ ICC ကိုရောက်အောင်တင်မယ်လို့ကြိုးစားတဲ့အချိန်မှာတနိုင်ငံလုံးကဟားတက်ရည်တယ် even ကျွန်တော်နဲ့မိတ်ဆွေအရင်တွေကိုယ်တိုင်ကကျွန်တော်ကိုအပြောကြီးတဲ့လူအိမ်မက်ကြီးတဲ့လူသူမို့လက်တကမ်းမောင်မှုကိုရမောင်မှုမျိုးစုံပဲသူတို့ပုတ်ခတ်တယ်ဝေးပါနေဘာကြောင့်လဲဆိုတော့သူတို့နားမလဲဘူးသူတို့လိုက်မမိတဲ့အောင်ကျွန်တော်ကပြောမိတဲ့စကားတွေဖြစ်နေတာလူတယောက်ကကြက်ဥကိုအပေါ်ရမဲမြင်မှုတယ်ကြက်ဥကိုအပေါ်ရမဲမြင်မှုတယ်အများအားဆိုတော့ကြက်ဥကိုသူ့ကိုပြုတ်ပြီးတော့ကြက်ဥအနှစ်ကိုပေးလိုက်တဲ့အချိန်မှာဒါကြက်ဥအစ်စ်ပါကွာလို့ပြောရင်လည်း तू ကမယုံဘူး तू လက်မခံနိုင်ဘူး तू ပတ်ဝန်းကျင်ကကြက်ဥကိုအခွန်နဲ့ပဲအများအားမြင်မှုခဲ့တာဖြစ်လို့လက်မခံနိုင်ဘူးဆိုတော့ကျွန်တော်နားလည်လို့ရတယ်ဆိုတော့ဒီမှာအခုစူးစမ်းရမယ့်အဆင့်အလွယ်တကူစူးစမ်းလို့မရဘူးတန်တမာနီးတွေကိုတွားတဲ့အခါမှာအဆင့်တွေအများကြီးရှိပါတယ်ဒါကိုလည်းကျွန်တော်ကလက်ရှိစက်အုပ်စုကိုတိုက်ဖြစ်ဖို့အတွက်ထောက်ခံပေးထားရသော NUG အပေါ်မှာခင်ဗျားတို့နားလည်မှုလွဲမှာဆိုတဲ့အတွက်ကျွန်တော်တစုံတရာဝင်ရောက်ရှင်းပြခြင်းတာဖြစ်တယ်ဆိုတော့ဥမာဂျီနိုဆိုက်တစ်ခုကို ICC ရောက်ဖို့အတွက်အမှုဆင်တဲ့အခါမှာ ICC ကိုပို့တယ်ဆိုပြီးတော့ဒီတိုင်းပို့လို့မရဘူး ICC ကလက်ခံနိုင်တော့ ICJ ကလက်ခံနိုင်တော့အမှုရှိရတယ်ဥမာလူတယောက်ကိုခင်ဗျားတို့ရက်ွက်ထဲကလူတယောက်ကိုခင်ဗျားတို့ကမကျေနပ်လို့တရားစွဲခြင်းတယ်ဆိုရင်အဲ့လူဟာလူတတ်သလားအဲ့လူဟာမရင်းကျင့်သလားအဲ့လူဟာမူရစေဝါမောင်ကိုလုပ်သလားအဲ့ဒီလူဟာ
သူများဥစ္စာပစ္စည်းကိုခိုးသလားစသည်အဖြစ်အမှုတစ်ခုခုရှိမှသူ့ကိုအမှုတင်လို့ရတယ်အမှုမရှိဘဲနဲ့အမြင်ကပ်ပုံမှန်နဲ့ကဘာကြီးမှလုံးလို့မရဘူးအဲ့တော့ကျွန်တော်တို့ကအမှုကြည့်တဲ့အခါမှာ ICC ကိုတင်နိုင်သောအမှုဒီဘာအမှုတွေရှိလဲဒါကိုယဉ်ကြည့်ရတယ်အဲ့လိုကြည့်တော့ဒီလူတွေအပေါ်မှာကျူးလွန်နေတာဒီဂျီနိုဆိုက်ဖြစ်တယ်ဒါကိုတွေ့ရတယ်ဒါပေမဲ့အဲ့ဂျီနိုဆိုက်ဆိုတာကလည်းပဲဂျီနိုဆိုက်ဖြစ်နေကြောင်းကိုသိဖို့လိုအပ်တယ်ဂျီနိုဆိုက်ဖြစ်ခြင်းဆိုတဲ့လက္ခဏာရပ်တွေရှိတယ်ဘာတွေကျူးလွန်ရင်ဘာဖြစ်တယ်ဘာတွေကျူးလွန်ရင်ဘာဖြစ်တယ်ဘာတွေကျူးလွန်ရင်ဘာဖြစ်တယ်ဆိုတဲ့လက္ခဏာရပ်တွေရှိတယ်အဲ့ဒီလက္ခဏာရပ်တွေနဲ့ဂျီနိုဆိုက်ဆိုတဲ့စကားလုံးကို ICC တင်ဖို့အတွက်ဂျီနိုဆိုက်ဆိုသောစကားလုံးကိုသုံးရတယ်အဲ့ဒီဂျီနိုဆိုက်ဆိုတဲ့စကားလုံးကိုကျွန်တော်ထင်းလွယ်မှုပြောလို့ကဘာကြီးမှာအရာမရောက်ဘူးအဲ့တော့ဂျီနိုဆိုက်ဆိုတဲ့စကားလုံးကိုအတန်ကျဲကျဲပြောနိုင်တဲ့လူဘယ်လိုရှိလဲချန်ပီယံရွေးချယ်မှုဆိုတာလိုအပ်တယ်ချန်ပီယံရွေးချယ်မှုအဲ့တော့ဒါပေမဲ့ချန်ပီယံကြီးတွေကိုချက်ချင်းရွေးလို့မရဘူးကျွန်တော်ထက်ပို့ပြီးတော့ကဘာမှာစကားပြောနိုင်တဲ့ချန်ပီယံတယောက်ကိုရွေးပြီးနောက်ကွယ်ကနေပြီးခင်ဗျဒီစကားလုံးကိုပြောပေးပါအဲ့ဒါအဲ့ဒီအကွက်ကိုဆင်ရတယ်ပြီးတော့မှနောက်တစ်ဆင့်ကပညာရှင်တွေရွေးရဥမာ Queen's University ကဘယ် professor သူက genocide ရေးရလေ့လာနေသူအဲ့ဒီပုဂ္ဂိုလ်ရဲ့ပါးစပ်ကိုရောက်အောင်ထည့်ပြီးတော့ခင်ဗျားဒါကိုပြောပေးပါသူတို့ကလည်းအလကားမပြောဘူးသူတို့ကလည်းလေ့လာမှာပြောပေးပါလို့ဒီနေ့ပြောပြီးမနေ့ပြန်သူကြီးညာတာမဟုတ်ဘူးသူလေ့လာတယ်အဲ့တော့ကျွန်တော်တို့မှာ time process ရှိတယ်ဒီပုဂ္ဂိုလ်တယောက်ကိုချိကပ်ပြီးတော့ပြောပေးပါလို့ပြောရင်အဲ့ဒီပုဂ္ဂိုလ်တယောက်ကသူကလေ့လာသေးတယ်အရင်မပြောဘူးဘာကြောင့်လဲဆိုတော့လူတွေကဂုံတိတ်ခံနဲ့ရက်တည်ကြတာကဘာကြီးမှာလေးလာပြီးတော့ तू ပြောပြီဆိုရင် သူ့ရဲ့တက္ကသိုလ်လေးမှာသူ့ရဲ့တပည့်တွေကိုပြောအောင်မလို့လောက်ဘူးဒီ professor ပြောလို့ရှိရင်ငါတို့ကဘယ်သတင်းဌာနလောက်နဲ့ link လုပ်ပေးထားမှာဥမာ Time Magazine နဲ့ဒီ professor နဲ့ဆိုတင့်တော်တယ်ဆို Time Magazine နဲ့ link လုပ်ပေးထားမှာ Time Magazine ကပြောရတာချန်ပီယံရွေးချယ်ရတယ်မီဒီယာရွေးချယ်ရတယ်အဲ့ဒီကတစ်စစ်အဲ့ဒီ professor ကတစ်စစ်နောက်ပို့ပြီးတော့သူ့ထက်မြင့်တော့နိုင်ငံတနိုင်ငံရဲ့ဝင်ကြီးသို့မဟုတ်ရင်နိုင်ငံတနိုင်ငံမှာရှိသောဒုတိယရန်စားလောက်ဝင်ကြီးကိုရှိရတယ်ဒီပညာရှင်နဲ့ဒီမီဒီယာတော့ဒါရဲ့ဒီဟာကြီးကိုဂျီနိုဆိုက်လို့ပြောနေပြီဝင်ကြီးမင်းခင်ဗျားလည်းပြောပေးပါဦးဒီလိုချိကပ်တိုင်း process လို့သေးတယ်အဲ့လိုချိကပ်ပြီးတဲ့အချိန်မှာအဲ့ဒီပုံကိုဘယ်လူကဩဇာရှိတယ်လဲဆိုတဲ့ policy maker တွေလိုက်ရှာရတယ်ပြီးတော့မှသူနဲ့ဂွေစိန်ပြီးပြောရတယ်ပြောရင်နောက်ထပ် Time Magazine ထက်မြင့်သွားပြီ CNN တို့ Al Jazeera တို့အဲ့လိုသတင်းဌာနတွေကပြောခိုင်းရတယ်အဲ့ဒီပြီးတော့မှနောက်တစ်ဆင့်ဝင်ကြီးချုပ်တွေနိုင်ငံခေါင်းဆောင်တွေတမရတွေပြောဖို့စီစဉ်ရတယ်အဲ့တော့အဲ့ဒီကြားထဲမှာတန်တမာစကလုံးတွေကသူတို့အစည်းအဝေးတစ်ခုလုပ်မယ်တန်တမာစကလုံးတွေထုတ်မယ်နိုင်ငံခေါင်းဆောင်တွေပြောမယ် resolution တွေထုတ်မယ်အဲ့ဒီ resolution ရဲ့အနှိမ့်အမြင့်တွေကိုကျွန်တော်တို့ကကိုယ့်ဘက်ကသူ့ဘက်ကသုံးတယ်ကျွန်တော်တို့ရင်ဆိုင်နေရတော့စစ်အကြမ်းဖက်အုပ်စုတည်သူတိုင်းပြည်ကိုစိုးမိုးချယ်လှယ်ထားတာမျိုးဆက်နှစ်ပေါင်း80ရှိသွားပြီအဲ့ဒီ institution ကြီးက United Nations ထဲမှာ process တွေဘယ်လိုရှိတယ်ဆိုတာခင်ဗျားတို့ကျွန်တော်တို့လည်းပိုသိတယ်နိုင်ငံတကာတန်တမာအခင်းအကျင်းမှာဝင်ရောက်ထိုးပေါက်တာမှာခင်ဗျားတို့ကျွန်တော်တို့လည်းပိုပြီးအကောင်းတယ်သူ့မှာကိုယ်ပိုင်တန်ရုံးတွေရှိတယ်ကျွန်တော်တို့ကပြင်ပက freedom fighter တွေအဲ့တော့သူတို့ကမဖြစ်နိုင်ပါဘူးလို့ထင်တဲ့ theory ကိုကိုကလောက်ရတယ်အဲ့တော့သူတို့ကပထမပိုင်းမှာမဖြစ်နိုင်ပါဘူးပေါ့ပေါ့တန်တွေးလိုက်ရင်ကိုကခီးရောက်သွားပြီအဲ့ဒီအဆင့်ကိုမြင်တတ်ဖို့လိုတယ်ထိုးပေါက်တတ်ဖို့လိုတယ်အဲ့တော့ဒီနေရာမှာတစ်ခုရှိတယ်ကျွန်တော်အခု CRPH ကို NUG ကိုထောက်ခံတယ်ဘာကြောင့်ထောက်ခံတယ်လဲဆိုတော့ပြည်သူလူထုကိုတတ်နေတဲ့စစ်ရန်တရားကြီးကိုတော်လှန်ဖို့အတွက်ထောက်ခံတာကျွန်တော် NUG ကိုထောက်ခံပေးခြင်းသည်အပြင်ကကျွန်တော်လုံနိုင်တဲ့အားလေးနဲ့ထောက်ခံပေးခြင်းသာဖြစ်တာသို့တော့ကျွန်တော်မှ legitimate မရှိဘူးလုတ်ပိုင်ခွင့်မရှိဘူးရိုဟင်ဂျာ issue တော့ကကျွန်တော်လုတ်ပိုင်ခွင့်ရှိတယ်ဘာကြောင့်လဲဆိုတော့ရိုဟင်ဂျာတွေမှာလူထုကရွေးချယ်တင်မြှောက်လိုက်တော့ legitimacy ဖြစ်တော့ခေါင်းဆောင်မရှိဘူးအဲ့တော့အားလုံးလူက activist
နိုင်ငံတကာကိုချိကပ်တဲ့အခါမှာ legitimacy ရှိသောအဖွဲ့အစည်းရှိရင်ကျွန်တော်တို့ကြော်ပြီးတော့ချိကပ်လို့မရဘူးဒါတော့ပြည်သူလူထုမြင်စေခြင်းတယ်အဲ့တော့ရိုဟင်ဂျာတွေ issue ကိုကျွန်တော်ချိကပ်တဲ့အခါမှာနံပါတ်1ရိုဟင်ဂျာလူထုကလည်းပဲ ICC ပို့နိုင်ရေးအတွက်ထောက်ခံတယ်ရိုဟင်ဂျာ activist တွေကလည်းပဲကျွန်တော်နဲ့သိမြတ်သည်ဖြစ်စေမသိမြတ်စီဖြစ်စေဒီ issue ပေါ်မှာယက်တည်တယ်အဲ့ဒီအတွက်နိုင်ငံတကာမှာဝင်သွားရင်နိုင်ငံခြားရေးဝန်ကြီးတစ်ပါးလောက်နဲ့ဆွေးနွေးရင်သူတို့ကလက်ခံတယ်လက်ခံပြီးတော့ကိုဆွေးနွေးပေးတယ်အဲ့တော့ဒါက legitimate မရှိသောအဖွဲ့အစည်းများမှာ activist တွေရဲ့လှုပ်ရှားနိုင်တဲ့ဂွင်ကပိုကျဲတယ်တိုးတော့ legitimacy ရထားပြီဖြစ်တော့ NUG တို့ CRPH တို့ရှိနေတဲ့ဘောင်ထဲမှာကျွန်တော်တို့ကအပြင်ကကူညီနိုင်ဝင်ရှိမယ်အခုဖြည့်ရှင်းပေးတာအခုတန်တမန်စကားတွေနဲ့အကြက်တက်ဖြစ်မှာဆိုလို့ဖြည့်ရှင်းပေးတာလဲကူညီပြီးဖြည့်ရှင်းပေးတာခြင်းသာဖြစ်တယ်လူလူနားလဲအောင်တစုံတရာရှင်းပြခြင်းသာဖြစ်တယ်ကျွန်တော်တို့မှလုပ်ပိုင်ခွင့်မရှိဘူးကျွန်တော်က legitimacy ရှိတော့အဖွဲ့ဝင်လည်းမဟုတ်ဘူးအဲ့တော့နိုင်ငံတကာကိုကိုစားပြုပြီးတော့တွားပြီးအလုပ်လုပ်ပေးလို့မရဘူးဒါတခုတော့ရှိတယ်ဒါကိုရှင်းလင်းလင်းပြောထားတာပါအဲ့တော့မင်းအခုနောက်ပိုင်းမှာကျွန်တော်2012က2017ထိ ICC ရောက်ရမယ်လို့ဂရိခံပြီးတော့အလုပ်လုပ်စင်ကကျွန်တော်ကိုယ်တိုင်လုပ်ပိုင်ခွင့်ရှိတယ်ကျွန်တော်ကိုယ်တိုင်လုပ်နိုင်ခဲ့တယ်ကျွန်တော်ကိုယ်တိုင် ICC ကိုတင်နိုင်ခဲ့တယ်ဒါကျွန်တော်နောက်ကွယ်ကအများကြီးလုပ်ထားတာကျွန်တော်မှအထောက်ထားတွေရှိတယ်ဒါကြောင့်လည်းပဲလူအားလုံး2017ခုမတ်လမှာ ICC ရောက်အောင်လှုပ်ရှားနေတော့လူသားအားလုံးကလက်ချော့ပြီးတော့ဆန့်ကျင်သွားတဲ့အချိန်ကျွန်တော်မှထောက်ထားတွေရှိတယ်နော်အလကားပြောတာမဟုတ်ဘူးကျွန်တော်ရဲတင်းတင်းအာမခံပြီးတရားခိုင်လို့ဖြစ်ရမယ်လို့အာမခံပြီးလုံနိုင်တာကျွန်တော်မှလုံနိုင်တာရဲ့လုံနိုင်တော့ကိုညက်ရဲ့ရှိခဲ့အဲ့ဒီအတွက်လည်းအလုပ်လုပ်တာအဲ့ဒီ ICC ကိုတင်လိုက်နိုင်တဲ့အတွက်ဒီနေ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကစစ်အုပ်စုကို ICC ကိုတင်ဖို့အတွက်လမ်းကြောင်းပွင့်သွားတယ်နောက်ကလိုက်နေတယ်အဲ့တော့ကျွန်တော်ရဲ့လုံနိုင်အားနဲ့ကျွန်တော်လုပ်ခဲ့ပြီးပြီအမှန်တကယ်မှာရိုးရိုးသားသားပြောရင်2019ဒီဇင်ဘာလမှာကျွန်တော်တာဝန်ကြီးသွားပြီဘာကြောင့်လဲဆိုတော့ကျွန်တော်ဂရိပြတဲ့ဒါ ICC ကိုတင်တယ် ICC ကိုတင်နိုင်တယ်ပြီးတော့မှ provincial measure တွေဖြစ်လာတယ် provincial measure နဲ့အတူရိုဟင်ဂျာတွေအတွက် R2P ရေးဆွဲနေစဉ်မှာကိုဗစ်ဖြစ်သွားတယ်ကိုဗစ်ဖြစ်တော့ကဘာအားလုံးကအခိုက်အတန့်ရက်နေတယ်အဲ့တော့ anyway လူသားတစ်ယောက်အနေနဲ့ကျွန်တော်ဂရိပြခဲ့တာတွေကတာဝန်ကျေသွားပြီတိုးတော်လည်းပဲကျွန်တော်တို့တိုင်းပြည်မှာအပြစ်မဲ့ကလေးတွေအသက်ခံနေရတာကိုဒီတိုင်းကြည့်မနေနိုင်လို့ဝင်ရောက်ကူညီခြင်းဖြစ်တယ်အဲ့တော့ဒီနေရာမှာ UN ကိုအားမရတာရှိမယ် US ကိုအားမရတာရှိမယ်အာဆီယံကိုအားမရတာရှိမယ်မှန်ပါတယ်ဒီလိုအားမရမှုမျိုးကရိုဟင်ဂျာလူထုခပြလဲခံစားခဲ့ရတယ်အခုချိန်ထိမဖြစ်သေးဘူးလားကွာအခုချိန်ထိဆွေးနွေးနေတော့မဲလားအခုချိန်ထိပူပန်တော့ကရောက်နေတော့မဲလားဒါကျွန်တော်တို့တာမန်လူတွေကတော့ဒီလိုပဲမြင်သောလူများကိုလည်းအပြစ်တင်လို့မရဘူးနောက်တစ်ခုကနိုင်ငံရေးလုပ်နေရတော့နိုင်ငံရေးဥဆောင်နေရတော့ပုံကိုယ်တွေမှာလည်းအခက်အခဲရှိတယ် time process ရှိတယ်အခုဒီနေ့ကျွန်တော်အဓိကရှင်းပြချင်တာကတော့အာဆီယံကချမှတ်လိုက်တဲ့အချက်လက်တွေဒါတွေပေါ်မှာအားမရတဲ့လူတွေရှိတယ်ဟုတ်ပါတယ်အားမရဘူးဆိုတာလည်းပဲတာမန်အမြင်နဲ့အားမရဘူးဆိုတာမှန်ကန်တဲ့အဖြေတစ်ခုဖြစ်တယ်တိုးတော်လည်းပဲကျွန်တော်တို့ကဒီအာဆီယံဆွေးနွေးမှုအာဆီယံကဖြစ်ပေါ်လာမှအဖြေကိုငကိုရဲရပဲမမျော်လင့်ထားခဲ့တဲ့လူတွေဘာကြောင့်လဲဆိုတော့အာဆီယံမှာလုတ်ပိုင်ခွင့် limit ဆိုတာရှိတယ်ပြီးတော့ UN မှာလုတ်ပိုင်ခွင့် limit ဆိုတာရှိတယ်အဲ့လုတ်ပိုင်ခွင့်သူ့ရဲ့ limit ဘောင်ထဲကပဲသူအလုပ်လုပ်လို့ရတယ်လုတ်ပိုင်ခွင့်ကြော်ပြီးတော့လုပ်လို့မရဘူးဒီကြားထဲမှာတော့မှဒီနေ့အာဆီယံကလှုပ်သွားတာကလုတ်ပိုင်ခွင့် limit ထက်ပို့ပြီးတော့ပညာပါတဲ့စကားလုံးတွေကိုသူတုံးသွားတယ်အဲ့ဒါကိုကျွန်တော်တို့တွေ့လိုက်ရတယ်ဒါကြောင့်ကျွန်တော်ကပြည်သူလူထုကိုရှင်းပြချင်တာဆိုတော့ဒီနေရာမှာအာဆီယံက
အပြေအလွတ်တဘောစကားပြောတာပါတော့မလေးရှားအစိုးရပြောတာလည်းအရန်ကောင်းတယ်အင်ဒိုနီးရှားအစိုးရပြောတာလည်းအရန်ကောင်းတယ်အင်ဒိုနီးရှားသမ္မတပြောတာပြီးတော့စင်ကာပူကပြောတာလည်းအရန်ကောင်းတယ်ဒါပြည်သူလူထုဘက်ကရပ်တည်ပြောသွားတာကျန်တဲ့နိုင်ငံတွေကတော့သူကအဲ့ဒီဆုံးဖြတ်ချက်ပေါ်မှာပဲဟို follow လိုက်ပြီးတဲ့အဆင့်လောက်ပဲရှိတယ်ဒီနေရာမှာမြန်မာနိုင်ငံသူမြန်မာနိုင်ငံအသားအတွက်သူတို့ပြောသွားတဲ့စကားကမြန်မာပြည်တွင်းနံပါတ်1 resolution မှာပါလာကြောင်းပြောမယ်နော်မြန်မာပြည်တွင်းအကြမ်းဖက်တပ်ဖြတ်နေခြင်းများအားချစ်ချင်းရပ်တန့်ရဒါအရန်ကောင်းတဲ့အချက်လက်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မျှော်လင့်ထားတာပေါ့နော်တာမန်လူထုကြီးကတော့ဘယ်လိုမျှော်လင့်ထားမလဲဆိုရင်မင်းအောင်လှိုင်ကအာဆီယံကိုသွားအာဆီယံကလူကြီးတွေကသူ့ကိုဝိုင်းပါနာပိတ်ရိုက်ပြီးဆုံးပါပဲဟေ့ကောင်မင်းစတက်ရကိုပြန်ဟိုရွေးကောက်ခံထားရတဲ့အဖွဲ့တွေကိုမင်းပြန်တင်ပေးလိုက်အာဏာလွှဲပေးလိုက်ဒီလိုပြောစေချင်တာဒါတာမန်အရသာစကားနဲ့ဒါပေမဲ့အာဆီယံကအဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးသူ့မှာလက်မဲ့ပဲရှိတယ်သူကလူသားရေးရပဲကူညီလို့ရတယ်ဒီနေ့ဆန္ဒပြနေတဲ့လူတွေကိုတတ်နေဖြတ်နေတယ်တတ်နေဖြတ်နေတာကိုတော့မှအကြမ်းဖက်တတ်ဖြတ်တယ်လို့သူကသုံးတယ်ဒါကြောင့်အကြမ်းဖက်နေခြင်းများကိုချစ်ချင်းရပ်တန့်ရမယ်လို့သုံးတယ်ဒီနေရာမှာနောက်တစ်ခုရှိသေးတယ်အာဆီယံကအခုခေါ်ပြောရမယ့်ပုံကိုဒီအကြမ်းဖက်တပ်ဖြတ်နေသောမင်းအောင်လှိုင်ကိုခေါ်ပြောရမှာကြောင့်မင်းအောင်လှိုင်ကိုဖိတ်ချင်းဖြစ်တယ်မင်းအောင်လှိုင်ကိုဖိတ်တဲ့အတွက် legitimate ဒီကောက်ကိုအတိမတ်ပြုတယ်လို့မထင်နဲ့ရက်ကွက်တစ်ခွက်မှာလူဆိုးတယောက်အရာဆိုးနေတယ်ရက်ကွက်လူကြီးကအဲ့ဒီကောင်ကိုပဲခေါ်ပြီးပြောရမှာဆိုအဲ့ဒီကောင်ပဲခေါ်ရမှာပဲဒါသူ့ကိုအတိမတ်ပြုခြင်းမဟုတ်ဘူးသူတပ်ဖြတ်နေတဲ့အတွက်သူ့ကိုခေါ်ခြင်းဖြစ်တယ်ဘာကြောင့် NUG ကိုမခေါ်ရတာလဲဆို NUG ကတတ်နေတာမဟုတ်ဘူး NUG ကအခုပြောမဲ့စကားဒီတတ်နေတာကိုရက်ခိုင်းတာအဲ့တော့တတ်နေတာကိုရက်ပေးပါလို့ပြောတယ်ဒီတစ်စစ်ဒါကျွန်တော်တို့ကအကောင့်ဘက်ကမြင်ရမယ်သူတားမဲ့လူပေါ်လာပြီအာဆီယံကနံပါတ်1လူသားချင်းအကူအညီပေးမှုများကိုခွင့်ပြုပေးရမယ်ဒါအင်မတန်ကြီးကျယ်တဲ့စကားလုံးဖြစ်တယ်ခင်ဗျားတို့တာမန်လူတွေသိချင်သိမယ်မသိချင်မသိဘူးဒါပေမဲ့နောက်2လဒီ process ကဒီလိုသူတင်ကိုတင်သွားမယ်စစ်တပ်ကလည်းအုပ်ချုပ်လို့မရဘူး NUG ကလည်းအုပ်ချုပ်လို့မရဘူးဒီလိုကာလ2လနောက်ထပ်2လဆက်ကြာမယ်ဆိုရင်မြန်မာနိုင်ငံမှာအနည်းဆုံးလူ3သန်းထမင်းငတ်မယ်လူ3သန်းထမင်းငတ်မယ်ခင်ဗျားတို့ကိုကျွန်တော်မကြာခဏကြိုပြောတယ်ဒါပေမဲ့ခင်ဗျားတို့ကလက်မခံနိုင်ဘူးဘာကြောင့်လဲဆိုတော့ခင်ဗျားတို့လိုက်မမီတာလည်းဖြစ်ကောင်းဖြစ်မယ်သို့မဟုတ်ရင်အလကားပါကွာလို့ထင်ကောင်းထင်မယ်တေချာတာကအနည်းဆုံးလူ3သန်းထမင်းငတ်မယ်အဲ့ဒါဆိုရင်တိုင်းပြည်ကပြီးတော့ကာယောဂါကြီးကအကြီးလာပြီထမင်းငတ်ကြပြီအခုနံပါတ်1ဆေးရုံတွေမှာဆေးဝါးပြတ်သွားပြီဆေးကုမ္ပဏီတွေကဆေးတင်သွင်းခွင့်ပြတ်သွားပြီမင်းအောင်လှိုင်သားသမီးတွေချုပ်ကိုင်လိုက်လို့ပြီးတော့ကုန်စည်နှုန်းတအားမြင့်သွားပြီဘဏ်တွေကငွေထုတ်လို့မရဘူးဘဏ်တွေကငွေဘယ်လောက်ထုတ်လို့မရဘူးလဲဆိုရင်ပေစင်စားတွေကိုတောင်မှဘဏ်တွေကတောင်းပန်ပြီးပြန်လွှတ်နေရတယ်ငွေမရှိလို့ဒါကဒီနေ့မနေ့ရတဲ့တဲ့တချို့ခရိုဒီတွေကိုစစ်အုပ်စုကမင်းတို့ကရှိတဲ့ကြက်ငွေထည့်ဆိုတော့တန်း9000လောက်ထည့်ပြီးတော့ဘဏ်ထဲမှာစရင်မရှိတဲ့ကြက်ငွေမရှိတော့ကောင်လည်းအများကြီးပဲဆိုတော့အနည်းဆုံးလူ3သန်းထမင်းဆက်ငတ်မယ်ဒါကိုဝင်ကူညီဖို့လိုအပ်တယ်ဒါလူထုအတွက်သူတို့လုပ်ပေးခြင်းဖြစ်တယ်ကျန်တာတွေကတော့လူကြီးစကားပြောတာမင်းတို့တယောက်တတ်နေဖြတ်နေကြမယ်အစားမင်းတို့ချင်းဒါလို့လက်နက်ကင်ဒေါ်လာဒီဖြစ်စေလက်နက်မဲ့ဒေါ်လာဒီဖြစ်စေနောက်ဆုံးအဖြေဒီစပွဲပေါ်မှာ dialogue နဲ့ပဲဖြည့်ချင်းရတယ်ဒါလူကြီးစကားပြောတာအဲ့ဒါကိုကြက်မှတ်ပေးမှာက dialogue လုပ်မယ်ဆိုရင်ကြက်မှတ်ပေးမှာကအာဆီယံဥက္ကဋ္ဌနဲ့အတွေ့အမှုဖြစ်တယ်ဆိုပြီးတော့သူတို့လုံနိုင်တဲ့ဂွင်တွေကသူတို့လုံတာအဲ့တော့ဒီနေရာမှာတစ်ချက်ရှိတယ်ဒါတွေအားလုံးကိုမင်းအောင်လှိုင်တို့အုပ်စုကနာခံပါမလား no ကျွန်တော်တို့သိထားမှာမနာခံဘူးဒီကောင်တွေကဘိုင်းတိုင်းလုံးမှာအချိန်ဝယ်တယ်အချိန်ဆွဲတယ်ခေါ်တယ်အဲ့ဒါကိုကိုကကြိုသိထားတယ်ဆိုရင်
ကိုဘက်ကလုံမဲ့ပလင်တွေကိုလည်းပဲကိုကအာဆီယံစကားအာဆီယံကပြောတာအကောင့်ထဲပေါ်လာခြင်းပေါ်လာပဲမပေါ်လာခြင်းမပေါ်လာဘူးငါတို့လည်းဘာဆက်လုပ်နေမယ်ဆိုတော့ဆက်တိုက်လုပ်နေရမယ်တန်တမန်စကလုံးရတော့ဟုတ်တယ်သူတို့တတ်တဲ့လောက်ပြောပေးတယ်ဒါပေမဲ့ဒီကောင်တွေမလုပ်ဘူးဆိုတော့ကိုကသိထားပြီဆိုရင်ကိုယ့်ဘက်ကလည်းလှုပ်ရှားချိတာကိုဆက်တိုက်လုပ်ပေးနေရမယ်ဒါဒီကောင်တွေတော့အာဆီယံပြောတာကိုနားထောင်လိမ့်မယ်ထင်တယ်ဆိုပြီးတော့မျောလိုက်လို့တော့မရဘူးဒီကောင်တွေနားထောင်မှာမဟုတ်ဘူးအဲ့တော့နားမထောင်ဘူးဆိုတာကိုအာဆီယံအစည်းအဝေးမလုပ်မီကတည်းက US ကရော UN ကရောအနောက်အုပ်စုအားလုံးကတော့ကြိုပြီးသိပြီးသားဒီကောင်တွေအာဆီယံနဲ့လိမ့်လိမ့်မယ်နောက်ကွယ်ကတရုတ်ရဲ့ကိုထုံးနဲ့လိမ့်လိမ့်မယ်ညီမျိုးစုံပေါ့ဒါတွက်ပြီးသားအဲ့တော့ဒီဘက်ကလှုပ်ရှားချိတဲ့လူတွေကလည်းပဲအာဆီယံအဖြေကိုစောင့်နေတာမဟုတ်ဘူးလှုပ်ရှားချိတာကိုဆက်ပြီးလုပ်နေတယ်ဘာပြီးဘာလုပ်မယ်ဘာပြီးဘာလုပ်မယ်ဘာပြီးဘာလုပ်မယ်ဆိုတော့သူ့ရဲ့ပန်းတိုင်ကြီးဆက်လုပ်နေတယ်ပန်းတိုင်ကြီးမရောက်ခင်ကာလမှာလုံနေတော့အလုတ်ကပန်းတိုင်ကြီးလုံနေတယ်ပန်းတိုင်ကြီးမရောက်ခင်ကာလမှာလူတွေငတ်ပြတ်သွားမယ်လူတွေဒီတဲ့အသက်ခံရအောင်အသက်ခံရမယ်ဆိုတာကိုကြိုတွက်မိတဲ့အတွက်ဒါလေးကိုကြားခအနေနဲ့တန်တမန်စကလုံးနဲ့အလုံးလောက်ခန်းချင်းတာဖြစ်တယ်အာဆီယံကပြောလိုက်တော့စကားဒီနားထောင်ခိုင်းတာက NUG ကိုနားထောင်ခိုင်းတာမဟုတ်ဘူးအခုချမှတ်လိုက်တော့အာဆီယံရဲ့စီးကများသည်မင်းအောင်လိုက်မင်းတို့အုပ်စုနားထောင်လို့ပဲပြောလိုက်တာဒီနေရာမှာသူတို့ပညာအများကြီးပါတယ်မင်းတို့ရဲ့ရွေးကောက်ခံအစိုးရကိုအာဏာပြန်အပ်လိုက်လို့ तू မသုံးဘူးဘာကြောင့်လဲဆိုတော့မဲလိမ့်နေဆိုတဲ့ပြဿနာနဲ့ဟိုကောင်ကဖြေရှင်းဖို့လာတာကျွန်တော်တို့ကမဲလိမ့်လို့အာဏာကိုသိမ်းတာမဟုတ်ဘူးအာဏာကိုခဏထိန်းထားတာပါဟိုမဲဒီဆန္ဒမဲတွေပေးစဉ်ကလည်းပဲမဲဆောင်ကြည့်ရေးကော်မရှင်ကိုဒေါအောင်ဆန်းစုကြည်ကိုလည်းမောင်းထုတ်ခဲ့တယ်ရောဒီမှာတမိုင်းဒါကြောင့်ကျွန်တော်တို့မှာစောင့်ကြည့်ရေးကော်မရှင်တွေမရှိခဲ့ဘူးဆိုပြီးတော့သူတို့ကအပီကင်မို့လာတာဒါပေမဲ့အာဆီယံကနတ်တယ်ခင်ဗျားတို့ရဲ့မဲနိုင်ခြင်းမဲမနိုင်ခြင်းကိစ္စခင်ဗျားတို့ရဲ့အာဏာကိစ္စကျုပ်တို့ဝင်မချုပ်ဘူးနံပါတ်1ဒါဝင်မချုပ်ဘူးခင်ဗျားတို့လက်ရှိလူတက်နေတာကိုပဲရက်ခိုင်းတာလက်ရှိလူတက်နေတာကိုရက်ခိုင်းတာလူတက်နေတာကိုရက်ခိုင်းတာကိုကျွန်တော်တို့ကအကောင့်မြင်ရမယ်အကောင့်ဘက်ကရှိရမယ်သွားတာကွာအာဆီယံစကားလည်းနားထောင်မလို့ဆိုတာကျွန်တော်တို့ခင်ဗျားတို့နားထောင်မလို့တာမဟုတ်ဘူးမင်းအွန်လိုင်းနားထောင်ဖို့လို့တာအခုပြောတာလဲမင်းအွန်လိုင်းကိုပဲခေါ်ပြောတာအဲ့တော့အများကြီးအပြစ်မြင်လို့မရဘူးကျွန်တော်တို့သူတို့ဘာလုပ်တာလဲသူတို့ကဘသူ့ကိုဥတီပြီးထားပြီးစကားပြောတာလဲဘသူ့ကိုကြားစေချင်တာလဲအဲ့တော့ကိုယ့်ဘက်ကဒါလူလူဘက်ကပြောပေးတယ်ဆိုတော့ကျွန်တော်တို့ကအတိမတ်ပြုပေးရမယ် appreciate လုပ်ပေးရမယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဘက်ကလှုပ်ရှားရှိတာကိုလှုပ်ရမယ်ကျွန်တော်တို့ဘက်ကတော့မျောလိုက်လို့မရဘူးเนาะမျောပြီးတော့အီအောင်ဝါလုပ်လို့မရဘူးလူတွေအများကြီးတင်နေတယ်တိုင်းသူပြည်သားတွေပေးဆက်နေရတယ်အဲ့ဒါကိုလုတ်ပိုင်ခွင့်ရှိသူများကစနစ်ကြအလင်းအမြန်လုပ်ဖို့လိုအပ်တယ်ကျွန်တော်တို့ဒါကျွန်တော်ဆိုရင်ဒါပွင့်လင်းလင်းပြောပြီเนาะရိုဟင်ဂျာ issue ICC issue မှာကျွန်တော်လုတ်ပိုင်ခွင့်အများကြီးရခဲ့တယ်လုံနိုင်ခဲ့တယ်အခုအာဏာသိမ်းပြီးနောက်ပိုင်းမှာကျွန်တော်မှလုတ်ပိုင်ခွင့်မရှိဘူးလုတ်ပိုင်ခွင့်မရှိတဲ့အတွက်လုံနိုင်ခွင့်လည်းမရှိဘူးဒါပေမဲ့ကျွန်တော်ကူညီတဲ့အနေနဲ့လုတ်တဲ့လူတွေပြည်လဲစေခြင်းကတတ်နိုင်သမျှပြည်သူလူထုကိုဖြည့်ရှင်းပေးခြင်းဖြစ်တယ်ကျွန်တော်ကြားသိသောသတင်းများကိုပေးခြင်းဖြစ်တယ်အဲ့တော့ဒါဒီနောက်ပိုင်းမှာဖြစ်လာတဲ့ကိစ္စတွေဘယ်နေ့ဘာမဖြစ်ရလားဘယ်နေ့ဘာမဖြစ်ရလားကျွန်တော်ခေါင်းခံလို့မရဘူးကျွန်တော်လုတ်ပိုင်ခွင့်မရှိဘူးလုတ်ပိုင်ခွင့်ရှိတဲ့အရာကိုပဲခေါင်းခံပြီးတော့လုပ်လို့ရပါတယ်ဒါကိုတော့ကျွန်တော်တို့ပြည်သူလူထုတွေနားလည်စေချင်တယ်နောက်တစ်ခုကအာဆီယံအစည်းအဝေးကြောင့်အချိန်ဆွဲထားတယ်ဆိုတဲ့ကိစ္စမျိုးတော့ခင်ဗျားတို့မမြင်စေချင်ဘူးအကယ်၍အာဆီယံအစည်းအဝေးမရှိခဲ့ရင်လည်းပဲအာဆီယံမခေါ်ရင်လည်းပဲကျွန်တော်တို့တော်လာနေတာမနှက်ပြန်မပြီးဘူးမနှက်ပြန်မပြီးဘူးရိုးရိုးသားသားတွက်ကြည့်ပါကိုယ့်ရဲ့ပြည်သူကိုလှုပ်ပေးနေတော့ကိုယ်ကောင်းဆောင်များဘယ်လောက်လုံးပိုင်ခွင့်ရှိတယ်လဲ
ဘလောက်လုံနိုင်တယ်လဲဘလောက်ထိုးပေါက်နိုင်တယ်လဲဘလောက်သူတို့မှ idea ကောင်းတယ်လဲအဲ့ဒီပေါ်မှာပဲတော်လန်ရဲ့အချိန်တိုခြင်းတော်လန်ရဲ့အချိန်ကြာခြင်းဒါရက်ဖြစ်နေတာတိုးတော်လည်းပဲဖျားလောင်းလာလို့ရင်တော့မှဒီနေ့လို့မနေ့ကမပြီးဘူးဆိုတော့ခင်ဗျားတို့နားလည်ထားဖို့လိုအပ်တယ်အဲ့တော့တန်တမန်စကလုံးတွေကိုနားလည်တဲ့အခါမှာတန်တမန်စကလုံးတွေကအခုသူတို့အာဆီယံပြောလိုက်တာရှင်းတယ်မင်းအောင်လိုင်းတို့အုပ်စုသည်အကြမ်းဖက်ပြီးလူတက်နေတယ်ဒါကဘာကြီးကိုသူတင်ပြလိုက်တာဒါကြောင့်ဒါကိုကျွန်တော်တို့ရက်ခိုင်းပါတယ်နံပါတ်1မင်းအောင်လိုင်းတို့အုပ်စုသည် dialogue ဆိုတဲ့ကိုယ့်ရဲ့အတိုက်အခံတပိတ်ပေါက်ရင်တပိတ်မောက်တဲ့ခေါင်းဆောင်လေးတွေကို copy ကဲမင်းတို့ကဘာလို့နားလဲကွာငါတို့လည်းဘယ်လိုညှိမယ်ဒီလို dialogue ယဉ်ကျေးမှုမရှိဘူးဒီကောင်နေရာတပ်ဖို့ပြတ်ဖို့ထောင်ချဖို့ဖမ်းဖို့ပဲရှိတယ်ဒါကြောင့်ကျွန်တော်တို့ကသူ့ကို dialogue လုပ်ပါလို့ dialogue လမ်းကြောင်းကိုစပါလို့ပြောလိုက်တာဒါကဘာကြီးကိုအာဆီယံကပြောပြလိုက်တဲ့စကားမင်းအောင်လိုက်တော့အုပ်စုသည်လူသားတွေထမင်းငတ်နေတဲ့ဒါကိုကူညီတော်ကပိတ်ထားတယ်ဒါ crime against humanity ဖြစ်တယ် crime against civilian ဖြစ်တယ်ပြည်သူလူထုပေါ်မှာကျူးလွန်နေတဲ့အဖြစ်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကဒါလေးကိုဖွင့်ပေးပါလို့ဂရီတောက်လိုက်တာကဘာကြီးကိုသူတို့တင်ပြလိုက်တဲ့စကားအရန်ကောင်းတယ်တန်တမန်ဆိုတာမှာ bilingual လို့ခေါ်တယ်အဓိပ္ပာယ်နှစ်ခုသွားတာကိုပဲသူသုံးတယ်အဲ့တော့ဟိုကောက်ကိုလည်းပဲဒါကိုမေးနားထောင်ပါလို့ပြောလိုက်တယ်နားမထောင်ခဲ့ရင်လူတို့မှအပြစ်မရှိဘူးဒီကောက်မှာပဲအပြစ်ရှိတယ်နားထောင်ခဲ့ရင်လည်းပဲတစ်ဖက်ကိုတင်ပြလိုက်ပြီးပြီကဘာကြီးကိုဒီကောင်ဒီလူတို့ကိုထမင်းရိတ်ခါဖြတ်အကူကြီးတွေဖြတ်လူတို့တေးအောင်တမင်လုပ်ထားတာဒီကောင်မှာစကားပြောပြီးတော့နိုင်ငံရေးဆွေးနွေးမဲ့ဗီဇမပါဘူးဒီကောင်အကြမ်းဖက်တပ်ဖြတ်ဖို့ပဲဗီဇပါတယ်ဒါတွေကိုတစ်ဖက်လက်နဲ့တင်ပြလိုက်တာဒါကဘာကိုတင်ပြပုံတင်ပြနီးကတန်တမာမှာတိတ်ပြီးတော့အရေးပါတယ်ဆိုတော့ကျွန်တော်တို့လူတွေသိစေချင်တယ်ဒါကြောင့်ကိုကဓာတ်ရိုက်ပွင့်လေးနဲ့စကလုံးတွေနဲ့နားမလည်တဲ့အခါမှာတော့အားမလို့အားမရဖြစ်ပြီးတော့အပြစ်တင်တာတွေရှိမယ်ဝေဖန်တာတွေရှိမယ်ကိုယ့်ရဲ့အားမလို့အားမရမှုကြောင့်တခြားကူညီနေသူတွေကိုမထိခိုက်စေချင်ဘူးလို့ကျွန်တော်ကပြည်သူတို့မြစ်တာရက်ခံစေချင်တယ်ဆိုတော့ခင်ဗျားတို့အောင်မြင်ပါပါလုံးဝကျွန်တော်လည်းအမခံနိုင်တယ်ဒီတော်လိုင်းရေးကြီးကလုံးဝအောင်မြင်သွားမယ်ဆက်အနာခြင်းတွေကြဆုံသွားမယ်ဒါသိကြတယ်နောက်ထပ် program တွေရှိတယ်ဒါအာဆီအခုရက်ပိုင်းမှာအာဆီယံ issue hot ဖြစ်နေလို့ကျွန်တော်အာဆီယံ issue ပဲပြောတာဘယ် issue ကပဲ hot ဖြစ်နေနောက်ထပ်လုံနေသောအလုပ်တွေကအများအားလုံနေရပ်သွားတာမဟုတ်ဘူးအဲ့လုံနေသော issue တွေများအရာတိုင်းပြည်ကအပြောင်းလဲဖြစ်သွားမယ်ဒီကြားထဲမှာအခက်အခဲမကြုံရအောင်ခုလိုပဲနီးမျိုးစုံဩဇာရှိတဲ့လူတွေရဲ့ဩဇာကိုသုံးပြီးတော့နေလားငါလားတတ်မဲ့နေရာမှာနေလားငါလားမတတ်နိုင်အောင်လေးလိုက်တာပေးတယ်လို့မြင်ပါတိုင်းပြည်ကတော့စစ်အာဏာကြီးအောက်ကမကြမီလွတ်မြောက်သွားမယ်ဒါကတော့ကျွန်တော်အာဏာသိမ်းပြီးကြတဲ့ကကျွန်တော်ဒီဇိုင်းမှပြောလာတဲ့စကားဖြစ်တယ်ကျွန်တော်ရှိမှသတင်းတစ်ခုရှိတယ်လို့ကျွန်တော်ပြောထားတယ်အချိန်ကာလမပြောခဲ့တာဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောပိုင်ခွင့်မရှိဘူးအချိန်ကာလနံပါတ်1နံပါတ်2ကကျွန်တော် legitimate ရထားတဲ့အုပ်စုတွေကမဟုတ်ဘူးကျွန်တော်လုပ်ပိုင်ခွင့်မရှိဘူးအဲ့ဒီအခြေအနေကိုဖန်တီးပေးနိုင်မှုအလှည့်အပြောင်းလုပ်ပေးနိုင်မှုကျွန်တော်မှာအကြံဉာဏ်ရှိတော်လည်းပဲအခွင့်အရေးမရှိဘူးအဲ့တော့လုံနိုင်တဲ့လူတွေလုပ်ပါစေကျွန်တော်တို့ကထောက်ခံပေးရမယ်ဝိုင်းရံပေးရမယ်တခုပဲရှိတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရိုးသားဖို့လိုတယ်ကလင်ကကြက်တော့လို့မစင်သားပါနဲ့ကဘာကြီးကဒါကိုကြည့်နေတာဟိုနေ့ကကျွန်တော် status တစ်ခုတင်လိုက်တယ်ဗမာတွေကတတ်ဖို့ပဲတက်ပြီးတော့တောက်ပါဖို့မတက်ဘူးလားဆိုတော့တချို့တော်တော်ပူသွားတဲ့တွေတွေ့ရတယ်ခမရတော့ပူလို့လဲတည်လို့ရတယ်ကျုပ်ဂယုမဆိုင်ဘူးကျုပ်ကခမရတို့ရှိကအခွင့်အရေးလိုချင်လို့အလုပ်လုပ်ပေးနေသူတွေမဟုတ်ဘူးခမရတို့ကောင်းစားစေချင်လို့ခမရတို့ကဘာကြီးကဒါနဲ့ကြည်နေတယ်ဆိုတာကိုသိစေချင်လို့မြန်မာတနိုင်ငံလုံးရဲ့ကန့်ကြမ္မာကိုခမရတို့အုပ်စုလက်ထဲမှာ legitimate ရလာတဲ့အုပ်စုထဲမှာရှိနေလို့ခမရတို့ပြုပြင်စေခြင်းကစေတနာနဲ့ပြောလိုက်တာကျွန်တော်မှဘယ်လူမျိုးမှအမုန်းမရှိဘူးမုန်းလည်းမမုန်းတတ်ဘူးဒါပေမဲ့ကလိန်ကကျက်လောက်တဲ့လူကတော့မုန်းတယ်ကလိန်ကကျက်လောက်တဲ့အကျင့်ကိုမုန်းတယ်မဟုတ်တန်တရားဇလားဆင်ပြီးသူတစ်ပါးကိုဒုက္ခပေးတဲ့လူကိုမုန်းတယ်
တချို့လူတွေကဇလန်းစင်နေနောက်တစ်ယောက်ကမဟုတ်တာထိုးချတယ်ပြီးရင်သူတို့လောက်ဖျားတရားပြောတဲ့ကောင်လည်းမရှိဘူးအဲ့လိုလူတွေကအင်မတန်ယုံမို့ကောင်းတယ်ဆိုတော့ခမားတို့တွေပြုတ်ပြင်မှာနှလုံးသားကိုပြုတ်ပြင်မှာခမားတို့ institution တစ်ခုလုံးကိုမပြုတ်ပြင်နိုင်သေးသေးကတော့တိုင်းပြည်ကောင်းစားအောင်မရှိဘူး institution တစ်ခုပေါ်မှာရစ်မှုနေတဲ့လူတွေကလက်စားမယ်ကောက်ကျစ်မယ်ပြီးတော့ဘာသာရေးအမုန်းတရားထားမယ်လူမျိုးရေးအမုန်းတရားထားမယ်တယောက်တယောက်ကိုပေါင်းတဲ့အခါမှာငါဒီကောက်ကြီးကဘာအခွင့်ရမလဲဆိုတဲ့မိမိရဲ့အတ္တပေါ်မှာအခြေခံပေါင်းမယ်ရက်ကွက်မှာဥက္ကဋ္ဌလောက်ဖြစ်ရင်တော့မှအဲ့တိုင်တဲ့အပေါ်မှာလက်ပေါက်ဘယ်လောက်ရမလဲဘယ်ကောက်အိမ်မှာဘယ်လောက်လက်ရှိတယ်လို့မျှော်မှန်းပြီးတော့နေရာယူမယ်ခမားတို့အဲ့လိုအကျင့်မျိုးတွေမဖြောက်ရင်တော့ခမားတို့လည်းပြည့်စည်သွားမယ်ခမားတို့ကိုစားပြုသောလူမျိုးတွေလည်းပြည့်စည်သွားမယ်အဲ့ဒါကိုတော့တတိထားစေခြင်းနဲ့ပြုတ်ပြေစေခြင်းနဲ့ခုအချိန်ထိနောင်တမရသေးဘူးဆိုရင်တော့ခမားတို့တွေပြတ်သုံးသွားမဲ့လူမျိုးတွေမှာပါတယ်ကျွန်တော်ဗမာပြည်ကို fail state ဖြစ်သွားမယ်လို့2014မှာစပြောခဲ့တယ် fail state ဖြစ်တယ်ဆိုတာအခုတော်တော်များများပညာရှင်ကြီးတွေကပြောလာဆိုတကယ်လည်းဖြစ်သွားပြီတကယ်ဖြစ်သွားပြီဒါပေမဲ့အဲ့ fail state ကိုဗမာမီဒီယာတွေကကြားဆုံးသွားသောနိုင်ငံလို့ဘာသာပြန်တယ်ပြဿနာကအဲ့ဒါဘာလို့ဘယ်လိုဘာသာပြန်နေမှမသိဘူးတိုင်းပြည်ပြစ်သွားတာတိုင်းပြည်ပြစ်ချင်းစပြီဆိုတော့မပြုတ်ပြေဘူးဆိုရင်နောက်ထပ်9လအတွင်းမှာတိုင်းပြည်ကလူသားနဲ့ရှိသေးမယ်ငတ်ပြက်ပြီးသေးမယ်ယောဂဖြစ်ပြီးသေးမယ်ခိုးဆိုးလူရပြီးသေးမယ်အချင်းချင်းတက်ကြပဲသေကြမယ်သားနဲ့ရှိသေးမယ်ဥပဒေမဲ့သွားမယ်ခမရတို့ပြေးမှာအများဆုံးပြေးမှာတိုင်းသူပြည်သားတွေကိုတနာပါကိုချင်းစာပါမိဘကဲ့သို့ခေါင်းဆောင်ပြေလောက်ပါငါအခွင့်ရလို့ရှိရင်ငါဘာလုပ်စားမယ်ငါ proposal ဘယ်လိုတင်စားမယ်ဘယ်နေရာလက်ညှိုးတို့ဘယ်လိုရောက်စားမယ်ဆိုတဲ့ခမရတို့ရဲ့အတ္တကြီးတဲ့စိတ်တွေကြောင့်ခမရတို့ရဲ့တိုင်းပြည်ပြည့်စည်သွားမယ်အဲ့ဒါကိုကျွန်တော်ကသတိပေးခြင်းနဲ့တိုင်းသူပြည်သားတွေကလည်းနားလဲပါမိမိကခေါင်းဆောင်ကောင်းကိုရွေးပါမိမိအပေါ်မှာမိဘနဲ့တူသောခေါင်းဆောင်ကိုရွေးပါလိန်ညာမဲ့လူကောက်ကျက်မဲ့လူရရင်ရတော့အခွင့်အရေးယူမဲ့လူမျိုးကိုမရွေးပါနဲ့ကျွန်တော်တို့လည်းနစ်နာနေပြီဒီစစ်တပ်အုပ်စုကဒုက္ခပေးခဲ့တဲ့အတွက်လွတ်မြောက်ကြောင်းခင်ဗျားတို့မှာအားကိုးနေရတာလည်းများလာပြီတကယ်တော့ဒီအရင်ကံဒီစစ်တပ်အုပ်စုနဲ့အယတအာဏာရှင်တွေဖြစ်တယ်အဲ့နှစ်ခုစလုံးကိုခင်ဗျားတို့တော်လာမှာခင်ဗျားတို့အတွက်လည်းတော်တော်ဝင်ဖို့ကြီးပါတယ်တရားဖို့လည်းကောင်းတယ်ဒါကြောင့်လည်းကျွန်တော်တို့မထိန်နိုင်မထိုင်နိုင်ဝေမီကူညီနေတာအမှန်တကယ်ကလူတယောက်အနေနဲ့တတိုင်းမီလုံးကမဖြစ်နိုင်ပါဘူးဆိုတဲ့ကိစ္စကိုဖြစ်အောင်လုပ်ပြီးကြတဲ့ကကျွန်တော်တာဝန်ကျေသွားပြီးပြီ။ဘာကြောင့်လဲဆိုတော့ကျွန်တော်လက်လွတ်ထားလို့ရပြီ။အချိန်တစ်ခုမှမင်းအွန်လိုင်း level ကိုကျူးနေဆွတ်သွားမှာသိကြတယ်။ဒါအချိန်တစ်ခုဘလောက်မှမချတော့ဘူး။ခင်ဗျားတို့ဘာမှမလုပ်ပဲအဲ့ဒီလဲဒီကောက် level ကျူးနေဝင်ဆွဲမှာ။ဒါကကျွန်တော်ထောင်ခဲ့တဲ့နိုင်ငံရေး mind boat ဒီကောက်လေးမနေမိထားပြီးပြီ။နိုင်ငံရေး mind boat ကိုစထောင်တဲ့အချိန်မှာမထီပဲပြင်လုပ်ခဲ့တယ်အခုတနေ့မိထားပြီးပြီဒီကောင်လေးခြေတော့ကြွရင်လည်းပေါက်ပဲခြေတော့မကြွရင်လည်းပေါက်ကျွန်တော်ဘက်ကအဲ့ဒါတွေအလုံးတာဝန်ကျေသားပြီးပြီခမားတို့ဘက်ကခေါင်းဆောင်ကောင်းတွေရွေးပါခမားတို့ကိုမိဘကဲ့သို့တကယ်ကိုစိတ်ထားသောခေါင်းဆောင်တွေရွေးပါလက်စားမယ်လက်ထိုးမယ်ပိုက်ဆံချမယ်ဒီလိုခေါင်းဆောင်နဲ့ခမားတို့ဒုက္ခရောက်သွားမယ်ခမားတို့လည်းတနာဖို့ကောင်းတယ်အဲ့တော့ကျွန်တော်ကောင်းပါပြီဒီနေ့တန်တမန်စကလုံးတွေကိုနားလဲတဲ့အခါမှာတန်တမန်စကလုံးဒီအတိတ်ပဲနှစ်ခွပေးတယ်သူကကဘာကိုဘာသိစေခြင်းနဲ့အခြေခံအားဖြင့်နှစ်ဖက်ပြိပကကြားထဲမှာပြည်လည်အောင်ဘယ်လိုစကလုံးထုတ်မယ်ဆိုတာမျိုးနဲ့ resolution ထုတ်တတ်ပါတယ်ဒါပေမဲ့ဒီနေ့အာဆီယံကထွက်လာတော့ resolution ဒီတိုင်းသူပြည်သားအတွက်တော်တော်လေးကောင်းတဲ့ resolution ဖြစ်တယ်ဆိုတာကိုကျွန်တော်ရှင်းပြခြင်းလို့ဒီ live ကိုပြောခြင်းဖြစ်တယ်တိုင်းသူပြည်သားအားလုံးကြားမှာပါစေချမ်းသာပါစေငြိမ်းချမ်းသာပါစေဒီမိုကရေစီအမြန်ရပါစေစစ်ကြုံအောက်ကဖြစ်စေအယတ္တအာဏာရှင်အောက်ကဖြစ်စေမဟာလူမျိုးကြီးဝါဒီများရဲ့စိုးမိုးရှဲ့လဲထားခြင်းမိုင်းများကဖြစ်စေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဆုတောင်းရင်ညီကုန်းချုပ်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝါရဟမတုလာဝါဘရကာတူ